ထိုင်းနိုင်ငံမှာတခြားအမျိုးသားနဲ့ချစ်ကြိုက်ကပြန်မလာတော့မဲ့မိခင်ကြောင့်ရှင်ခွင်နာကြနေရတဲ့သားကြောင့်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Sally Insider Beach ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်သားကြောလေးကတော့ချစ်စရာကောင်းတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့အပြင် TikTok မှာဗီဒီယိုလေးတွေတင်ရင်းနဲ့ပေါက်လာခဲ့တာဖြစ်ပါတယ်တခြားကလေးတွေနဲ့မတူပဲစကားလဲတက်တဲ့အပြင်ချစ်စပွဲအပြုအမူလေးတွေကိုအမြဲတမ်းလှုပ်တက်တာဖြစ်ပါတယ်။မြင်တွေ့လိုက်ရတိုင်းမှာပြုံးပျော်နေတတ်တဲ့သားကြောလေးကအခုချိန်မှာတော့အရွယ်နဲ့မလိုက်တဲ့ဒေါကအဖျားဖျားတွေရရှိလို့နေပြီဖြစ်ပါတယ်။အကြောင်းရင်းကတော့သားကြောလေးကမိခင်စိတ်မရှိသလိုဖြစ်နေတဲ့မိခင်ကြောင့်မို့ဒေါကတွေဝင်နေခဲ့ရတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းသားကြောလေးကမြန်မာနိုင်ငံမှာဖခင်နဲ့သာအတူတူနေရတာဖြစ်ပါတယ်။မိဘဆုံးလင်းစွာအတူတူနေရမယ့်အရွယ်ဆိုပေမဲ့သားကြောလေးရဲ့မိခင်ဟာနိုင်ငံသားမှာနေထိုင်နေတာကြောင့်ဖြစ်ပါတယ်။နိုင်ငံသားမှာအလုပ်သွားလုပ်ဖို့ဆိုပြီးတော့ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။သားကြောလေးကိုတော့ဖခင်ရတာမြန်မာနိုင်ငံမှာတယောက်တည်းစောင့်ရှောက်နေရတာပါ။ဖခင်ကမိခင်နေရာရောဖခင်နေရာကိုပါရရှိအောင်သားလေးအပေါ်မှာမေတ္တာပြေဝပေးပါတယ်။သားကြောလေးကတရုတ်ဆောင်လုပ်တဲ့အချိန်မှာလည်းဖခင်ကပဲအကုန်လိုက်လုပ်ပေးနေတာဖြစ်ပါတယ်။ဒီလိုအချိန်မှာသားကြောလေးကမိခင်မျက်နှာကိုအရန်လိုအပ်နေတာပါမိခင်ကိုအရန်တတိရတဲ့အကြောင်းအမြဲထုတ်ပြောနေတတ်ပြီးတော့ပြန်လာစီစဉ်ကြောင်းကိုလည်းအင်တာဗျူးတွေမှာဖြေလေးရှိပါတယ်တခါတော့ဆိုရင်လည်းဖခင်ဖြစ်သူကစောင်းနဲ့အုပ်ပြီးတော့ surprise တိုက်တာကိုမိခင်ပြန်လာတဲ့ထင်ပြီးတော့ပျော်နေခဲ့တာပါတကယ်တော့မုတ်တွေကိုအုပ်ထားတာကိုမြင်တွေ့လိုက်ရပြီးတော့အရန်ဝမ်းနေသွားခဲ့သေးတာဖြစ်ပါတယ်ဒီလိုခံစားနေရတဲ့သားကြောလေးရဲ့မျောလင်းချက်အားလုံးကပြက်ပြားသွားခဲ့ရပြီးတော့မိခင်ဖြစ်သူကသူတို့စီကိုလုံးဝပြန်မလာတော့ဘူးလို့သိရပါတယ်မိခင်ဖြစ်သူကနိုင်ငံခြားမှာအလုပ်လုပ်နေရင်းနဲ့ဖောက်ပြန်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ရဲ့အဖေကမြန်မာနိုင်ငံကိုပြန်လာဖို့ခေါ်ပေမဲ့အကြောင်းမျိုးမျိုးပြပြီးတော့ညှင်းဆန်နေတာပါ။မြန်မာနိုင်ငံမှာလှုပ်ကြွေးပါမယ်လို့ပြောပြီးတော့ခေါ်ပေမဲ့လုံးဝကိုပြန်မလာတော့တာပါ။ဒါအပြင်နောက်ထပ်သိလိုက်ရတာကနိုင်ငံသားမှာဖောက်ပြန်နေခဲ့တယ်ဆိုတာပါ။တစ်ဖက်ကအမျိုးသားသားကြောရဲ့အဖေစီကိုပုံနေတယ်လာပို့မှသာသိလိုက်ရတာဖြစ်ပါတယ်။သားကြောလေးရဲ့မျက်နှာကိုထောက်ပြီးတော့ဖခင်ဖြစ်သူကခွင့်လွှတ်ပေးဖို့လုပ်ခဲ့ပါသေးတယ်။သူတို့မိသားစုတသက်ဝင်နဲ့နေထိုင်ဖို့ကိုလိုလားပြီးတော့အမားဆိုတာရှိတတ်တယ်ဆိုပြီးတော့ခွင့်လွှတ်ပေးတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမိခင်ဖြစ်သူကတခြားအမျိုးသားကိုသာရွေးချယ်ပြီးတော့မြန်မာနိုင်ငံကိုပြန်လာခြင်းစိတ်လုံးဝရှိမနေပါဘူး။ဒါပေမဲ့လည်းသားကြောလေးကမိခင်နဲ့ပဲနေကြတယ်လို့ပြောနေတဲ့အတွက်ဖခင်ကအကြောင်းမှန်ပြီးတော့ကိုပြန်ခေါ်ပေးရတာဖြစ်ပါတယ်။မျိုးသမီးရဲ့အတိုင်းဝိုင်းတွေကိုလည်းအတိပေးပြီးတော့ပြန်ခေါ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကိုလည်းမိဘအတိုင်းဝိုင်းကြားမှာပါအဆက်ခွဲတယ်လို့ပြောဆိုခဲ့ရပြီးတော့ပြန်မလာတော့ဘူးလို့ဆိုပါတယ်။ဒါကြောင့်မို့နောက်ဆုံးမှာတော့သားကြောနဲ့မိခင်ကွာရှင်းပြတ်ဆဲလိုက်ရပါပြီ။တကယ်ကိုပဲသားကြောလေးကတော့ဘလို့မဟုတ်လက်မခံနိုင်မဲ့အရန်ကိုဝမ်းနေနေတာပါ။မိခင်ကိုသာပြန်လို့ကျင်နေဆိုတဲ့စကားလုံးတွေနဲ့အတူဝမ်းနေချေခွဲနေတာဖြစ်ပါတယ်။သားကြောလေးတယောက်မိခင်ကိုဘလောက်တောင်တန်းတာနေလဲဆိုတာသိကြတဲ့သူတွေကလည်းတကယ်ကိုတနာနေကြတာပါ။သားကြောလေးကမိခင်ဖြစ်သူနဲ့ပတ်သက်ရင်ခံစားချက်ပြင်းထန်တာမို့အခုလိုမျိုးပြန်မလာတော့ဘူးဆိုတာကိုကလေးတယောက်အနေနဲ့လက်ခံဖို့တော်တော်လေးကိုခက်ခဲပါတယ်။အနုပညာရှင်တွေကလည်းသားကြောလေးအတွက်အရန်ကိုစိတ်မကောင်းဖြစ်နေကြတာပါ။ဖခင်ကောင်းနဲ့တွေ့ပြန်တော့လဲမိခင်ကောင်းနဲ့မတွေ့ဘူးဆိုပြီးတော့ပြောဆိုနေကြတာပါ။ပရိသတ်ကြီးရောမိခင်မြတ်တာငက်နေတဲ့သားကြောလေးအပေါ်အမြင်လေးခေါင်းမလေးထဲမှာရေးခဲ့ပေးပါအောင်။အဆုံးထိတ िश ူပေးတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်။